ဒီနေ့ကကျွန်တော်အပြင်မှာလာပြီးတော့ coffee day ရင်းနဲ့ Zara နဲ့အသစ်ရောက်ထားတဲ့ကောင်းလေးနှစ်ခုကိုတစ်ခါလေး unboxing ဆိုင်မှာလုပ်ပြပါမယ်ဒီတစ်ခေါက်ကဘာလေးလဲဆိုတော့ Zara ရဲ့ For Him Black Edition Parfum Intense အဲ့ကောင်လေးကကျွန်တော်စီမှာတစ်လုံးကုန်သွားရင်ကျွန်တော်ဒါ personal အသုံးပြုနေတဲ့ဟာပေါ့နော်တစ်လုံးအိမ်မှာရှိရဲနောက်နေ့ကျတော့မှ plain ပုံစံလေးပြမှာသူ့ရဲ့ packaging ပုံစံလေးကအရမ်းပါတယ်ကောင်းကြီးအပုံကြမယ်ဒါအခုဒီကောင်းရဲ့ပုံစံပါဒါလေးက90 ml နောက်တစ်လုံးကကြတော့ main ကလေးကြီးပါအသေးဆွဲရတဲ့ For Him ရဲ့ Red Edition Body Parfumသူ့ရဲ့ design လည်းရမ်းမိုက်တယ်ကျွန်တော်ဒီနောက်ခံဒီနီညိုရောင်လေးသဘောကျရမ်း luxury ရှာတာထဲမှာတော့ပုံမှန်ပဲစာလေးနဲ့ပါမယ် Red Edition Body Parfum ဒီနှစ်ခုလုံးရဲ့ design လေးကဆန်တယ်ပြီးတော့နောက်တစ်ခုလုံးကလည်း90 ml ပဲအဲ့တော့တစ်လုံးချင်းစီရဲ့ review တွေကိုကျွန်တော်ဒီဆိုင်မှာပဲတစ်ခါလေးလုပ်ပေးပါပါမယ်